ဂျပန်မှာဆူနာမီတွေဖြစ်တယ်။သူတို့နိုင်ငံသားအချင်းချင်းဆိုတဲ့စိတ်ဓာတ်နဲ့စတိုးဆိုင်တွေကကုန်ပစ္စည်းတွေကိုအလကားယူဖို့ခွင့်ပြုခဲ့ကြတယ်။အင်ဒိုနီးရှားမှာမီးတောင်တွေပေါက်တယ်။နေအဆောက်အဦတွေပျက်စီးကုန်တယ်။အဲ့ဒီအခါအင်ဒိုနီးရှားနိုင်ငံသားတွေကသူတို့ရဲ့နိုင်ငံသားတွေအတွက်စောက်လုပ်ရေးသုံးပစ္စည်းဆိုင်တွေကပစ္စည်းတန်ဖိုးရဲ့25%ထိဈေးလျှော့ပြီးရောင်းပေးကြတယ်။အမေရိကန်မှာမုန်တိုင်းတွေအကြီးကျယ်တိုက်တယ်။သူတို့နိုင်ငံသားချင်းချင်းဆိုတဲ့စိတ်ဓာတ်နဲ့ဈေးဆိုင်တော်တော်များများဟာအလကားယူဖို့ထီတောင်ခွင့်ပြုပေးခဲ့ကြတယ်။ဟေတီနိုင်ငံမှာငလျင်ဘေးတွေဖြစ်တော့လည်းငလျင်ဖြစ်တဲ့ဒေသတွင်းမှာရှိတဲ့နိုင်ငံသားတွေဟာသူတို့နိုင်ငံသားတွေပြန်လည်ထူထောင်နိုင်ရေးအတွက်သူတို့ဝင်ငွေရဲ့10%ကိုစုပြီးပြန်လည်ထူထောင်ရေးအတွက်ဝိုင်းဝန်းလှူဒန်းခဲ့ကြတယ်။ဒါပေမဲ့ဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတဲ့အဖိုးတို့မြန်မာနိုင်ငံမှာတော့သဘာဝဘေးအန္တရာယ်တွေကြုံတိုင်းကက်ကြီးတစ်ခုခုနဲ့ကြုံရတဲ့ခါတိုင်းငါးနိုင်ငံသားအချင်းချင်းမလားဆိုတဲ့မျက်နှာတော်မထောက်နိုင်ကြပဲစားတောက်ကုန်တွေရဲ့တန်ဖိုးကို3-4သအထိဈေးမြင့်ပြီးရောင်းနေကြတယ်။ကိစ္စတစ်ခုခုဖြစ်တဲ့အခါတိုင်းသတင်းတစ်ခုခုထွက်တဲ့အခါတိုင်းဈေးတက်ဖို့ပဲချောင်းနေကြတယ်။ကိုလူမျိုးချင်းချင်းဒုက္ခရောက်နေချိန်မှာကူညီကြရမယ့်အစားထပ်ပြီးနင်းတက်ချင်ကြတယ်။ကိုလူမျိုးချင်းချင်းမေတ္တာကရုဏာထားရမယ့်အစားအတ္တတွေလောဘတွေကြီးကျယ်နိုင်ကြီးနေကြတယ်။ကိုထပ်သားရင်ဝမ်းမြောက်ကြရမယ့်အစားမနာလိုစိတ်တွေဝင်းနေကြတယ်။အမြင်မတူရင်အကြောင်းအကျိုးနဲ့ရှင်းပြရမယ့်အစားအစဲအဆိုတွေနဲ့တုံ့ပြန်တတ်ကြတယ်။အကောင်းဆုံးဘာသာလို့ကြွေးကြော်ပြီးအယုံညံ့သောအပြုမှုတွေနဲ့အသက်ဆက်နေကြတယ်။ဗုဒ္ဓကလောဘကင်းဖို့အတွက်ဟောခဲ့တယ်။ဒါပေမဲ့လူတချို့ကလောဘစိတ်တွေငယ်လေးရောက်နေကြတယ်။ဗုဒ္ဓကတမာတိဝါနဲ့စီဝါရှာဖို့ဆုံးမခဲ့တယ်။လူတချို့ကလူကိုချင်းချင်းရိတ်လီးပြီးမတမာတဲ့နည်းနဲ့စီဝါရှာနေကြတယ်။ဗုဒ္ဓကအားနည်းသူကိုဖေးကူဖို့ဟောကြားခဲ့တယ်။ဒါပေမဲ့လူတချို့ကအားနည်းလေလေအနိုင်ကျင့်လေလေလှုပ်တတ်ကြတယ်။ဗုဒ္ဓကစစ်မှန်တဲ့လမ်းကိုပြပြီးမွန်မြတ်တဲ့စိတ်တွေထားဖို့ဟောကြားခဲ့တယ်။ဒါပေမဲ့လူတချို့ကအောက်တန်းကြတဲ့စိတ်ဓာတ်တွေနဲ့လမ်းမကိုမှားမှန်းသိရတဲ့ပျော်ပျော်ကြီးရှောင်နေကြလေရဲ့။ဒါအဖိုးတို့မြန်မာနိုင်ငံရဲ့လက်တွေ့ဖြစ်ရပ်တွေပဲ။